meeting ခန်းထဲမှာလူများလာတဲ့အများ discussion လုပ်တဲ့နေရာမှာတယောက်နဲ့တယောက်စကားပြောတဲ့အခါအတန်မကြားတဲ့ပြဿနာတွေကြုံမှုပါသလားဒီပြဿနာတွေကိုအကောင်းဆုံးဖြေရှင်းပေးနိုင်တာကတော့ professional conference system တစ်ခုဖြစ်တဲ့ MBS 300 model လေးပဲဖြစ်ပါတယ်ဒီ system လေးမှာ controller တစ်လုံးကို microphone 69လုံးချိတ်ဆက်လို့ရတယ်။သူဒီ controller မှာ input 4ခုပါဝင်ပြီးတော့ input တစ်ခုစီကိုဒီ microphone 25ချောင်းချိတ်ဆက်လို့ရတယ်။ဒါအပြင်ဒီ microphone လေးမှာ3 watt speaker ပါတဲ့အတွက်ကြောင့်မလို့ဒီ mic တွေအကုန်လုံးချိတ်ဆက်လိုက်မယ်ဆိုလို့ရှိရင် speaker external speaker တက်เสียရမလို့တော့ဘဲနဲ့အတန်ကိုရှင်းရှင်းလင်းလင်းပြပြလင်းပြပြသားသားနဲ့သုံးလို့ရမှာဖြစ်ပါတယ်။ဒါအပြင် auto mode ကိုသုံးယူမယ်ဆိုလို့ရှိရင်လူ6ယောက်တကယ်နဲ့တည်း discussion လုပ်လို့ရမှာဖြစ်ပါတယ်။ဒီ system လေးမှာအထူးခြားဆုံးကတော့ဒီစကားပြောတဲ့သူက mic ကလေးကိုနှိပ်လိုက်တာနဲ့ camera ကိုပြောတဲ့လူကို auto tracking လိုက်ပေးတဲ့ system လေးပါတယ်။သူကဘာကောင်းလဲဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင် meeting ခန်းထဲမှာဆိုလို့ရှိရင် remote နဲ့လူသွားတဲ့နောက်ကို tracking လိုက်အောင်လို့ခလုတ်လေးနဲ့နှိပ်ပေးရတယ်။အခုကကျတော့ဘာ remote မှာနှိပ်စရာမလိုဘဲနဲ့ဒီ mic ကလေးတစ်ချက်နှိပ်လိုက်တာနဲ့ camera ပြောတဲ့လူကို auto track လိုက်ပေးမယ်။ဒါအပြင် camera က3လုံးတစ်ပြိုင်နက်တည်းချိတ်ဆက်လို့ရပါတယ်။ဒီ mic လေးကိုနှိပ်လိုက်တာနဲ့ camera auto tracking လိုက်ပေးတဲ့ system လေးကိုလက်တွေ့အသုံးပြုပြပါမယ်။ခုကတော့ mic လေးကိုနှိပ်လိုက်တာနဲ့ camera auto track လိုက်ပေးရဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ Hello အားလုံးပဲမင်္ဂလာပါရှင်။ Hello အားလုံးပဲမင်္ဂလာပါရှင်။ အခုလိုမျိုးဒီဘူးမှ mic မသုံးနေတဲ့အချိန်မှာလည်းဒီ camera ရဲ့ overall ကိုပြပေးတာဖြစ်ပါတယ်။ CNU ရဲ့ MBS 300 model လေးကို corporate ဘုံရုံးတွေအစိုးရရုံးတွေတက္ကသိုလ်ကျောင်းတွေနဲ့သင်တန်းကျောင်းတွေမှာအကျိုးရှိရှိအသုံးပြုနိုင်ပါတယ်။သင်ရဲ့ meeting အတွေ့အကြုံကို next level မြင့်တင်ဖို့အတွက် CNU ရဲ့ MBS 300 model ကိုအခုပဲရွေးချယ်လိုက်ပါ။အသေးစိတ်သိရှိလိုပါက Voda မြန်မာကိုဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်ရှင်။